အာဆင်နယ်၊ အေဗာတန်၊ချဲလ်ဆီနဲ့နယူကာဆယ်တင်းတို့ရဲ့ပွဲစဉ်အပါအဝင်ပရီးမီးယားလိပွဲစဉ်30စနေညပွဲကြိုသုံးသက်ချက်များအားလုံးပဲမင်္ဂလာပါများကျွန်တော်တို့ရဲ့ GB1 ဘောလုံး channel လေးကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေဒီတစ်ပတ်ပရီးမီးယားလိမှာတော့မပေးစရာပြောင်းလဲဖြစ်စေမဲ့ပွဲကောင်းတွေများကြီးရှိနေပါတယ်အာဆင်နယ်မန်စီးတီးရဲ့ချန်ပီယံလုပွဲနဲ့ချဲလ်ဆီရဲ့ဥရောပဝင်တိုက်ပွဲတွေအတွက်ဘာတွေဖြစ်လာမလဲဆိုတာကြည့်လိုက်ရအောင်ပါဒီနေ့မှာတော့ပရီးမီးယားလိပွဲစဉ်30ရဲ့စနေညနဲ့တနင်္ဂနွေမနက်ပွဲကြီးပွဲကောင်းတွေကိုရွေးချယ်ပြီးသုံးသက်တင်ဆက်ပေးသွားမှာပါဒီနေ့မှာတော့အာဆင်နယ်နဲ့အေဗာတန်ချဲလ်ဆီနဲ့နယူကာဆယ်ဝက်ဆန်နဲ့မန်ချက်စတာစီးတီးတင်းတို့ရဲ့ပွဲစဉ်တွေကိုပွဲကြိုသုံးသက်တင်ဆက်ပေးသွားမှာပါအာဆင်နယ် vs အေဗာတန်ဘရောင်းဆုံးပွဲစဉ်ပြင်အာဆင်နယ်တင်းနဲ့အေဗာတန်တင်းတို့ရဲ့ပွဲစဉ်ကိုပွဲကြိုသုံးသက်တင်ဆက်ပေးသွားမှာပါဒီပွဲကတော့တနင်္ဂနွေနေ့မနက်မာဆယ်တော်ချိန်7:00နာရီမှာကစားသွားရမှာပဲဖြစ်ပါတယ်ဒီပွဲကအာဆင်နယ်တင်းရဲ့အိမ်ကွင်းဖြစ်တဲ့အမ်မရစ်ကွင်းမှာကစားသွားရမှာလည်းဖြစ်ပါတယ်ဇာတိကအာဆင်နယ်တင်းကတော့တားမြစီမီအောင်ခြေစွမ်းပြနေပြီးနောက်ဆုံး9ပွဲမှာ4ပွဲအထိနိုင်ထားပါတယ်ဒီဘက်ကအေဗာတန်တင်းကတော့အဆင့်8မှာရှိနေပေမဲ့အဝေးကွင်းမှာဂိုးသွင်းဖို့ရုန်းကန်နေရတော့မှာနောက်ဆုံးတွေ့ဆုံမှု9ချိန်မှာလည်းအာဆင်နယ်က3ပွဲနိုင်2ပွဲတည်နဲ့အပြတ်အသတ်တာစီရထားပါတယ်အာဆင်နယ်တိုက်စစ်အင်အားကိုအေဗာတန်ခံစစ်တောက်ခံနိုင်ဖို့ကမလွယ်ပါဘူးအာဆင်နယ်ကကိုယ့်အိမ်ကွင်းမှာဆိုရင်ပြိုင်ဘက်ကိုဖိဖိစီစီကစားပြီးတော့အသာစီးရယူတက်လေရှိပါတယ်ဒီလိုပွဲမျိုးကိုအာဆင်နယ်အနေနဲ့အမားခံမှာမဟုတ်ပါဘူးအိမ်ကွင်းမှာအနိုင်သေးကြပြီးတော့ဂိုးပြတ်မပြတ်ကိုတာပဲစောင့်ကြည့်သွားရမှာပါအင်ရှင်အာဆင်နယ်ဘက်ကပဲနေရမယ့်ပွဲမျိုးပါခံမဲ့ရလန်အာဆင်နယ်3-1အေဗာတန်ချဲလ်ဆီနယူကာဆယ်ဒွေရမြောက်ပွဲစဉ်ပြင်မာဆန်တော်ချိန်တွင်းနေမနက်7:00နာရီချိန်မှာပဲကစားသွားကြမယ်ချဲလ်ဆီတင်းနဲ့နယူကာဆယ်တင်းရဲ့ပွဲစဉ်ကိုပွဲကြိုသုံးသက်တင်ဆက်ပေးသွားမှာပါဒီပွဲကတော့ချဲလ်ဆီတင်းရဲ့အိမ်ကွင်းစတန်ဖို့ဘရစ်မှာရှင်ရန်ကစားသွားကြမှာပါအစင်ကားကချဲလ်ဆီဟာဗီလာကို4-2နဲ့နိုင်ထားတဲ့အချိန်နဲ့တူအိမ်ကွင်းမှာဂိုးတွေတစ်ပွဲသွင်းနေပါတယ်နယူကာဆယ်ကတော့အဆင့်7မှာအတက်ကျများနေပေမဲ့တမန်တိုင်းစစ်ကတော့ပြန်မဲ့ခံစစ်အတွက်အများနဲ့အနေရှိပါတယ်သူတို့နှစ်သင်းရဲ့နောက်ဆုံးတွေးဆုံမှုတွေဟာအများနဲ့ဂိုးများလေးရှိပြီးအကျိတ်နဲ့ရှိတတ်ပါတယ်ဒီပွဲကိုသုံးသပ်ရမယ်ဆိုရင်တော့အသင်းကိုတွေများနိုင်ပြီးတော့ပရိသတ်ကြိုက်ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါပွဲစားကလေးကနှစ်သင်းလုံးကအင်းနဲ့အားနဲ့ကစားလာကြမှာပါအင်ကွင်းအားသာချက်နဲ့ချဲလ်ဆီတို့ကတ်နိုင်သွားမယ့်ပွဲပါခံမဲ့ရလဲချဲလ်ဆီ2-1နယူကာဆယ်ဝက်ဆန်နဲ့မန်ချက်စတာစီးတီးနောက်ဆုံးပွဲစဉ်ပြင်ဒီနေ့မြန်မာစံတော်ချိန်မနက်2:00နာရီခွဲအချိန်မှာကစားသွားကြမယ်ဝက်ဆန်အသင်းနဲ့မန်ချက်စတာစီးတီးအသင်းတို့ရဲ့ပွဲစဉ်ကိုပွဲကြိုသုံးသက်တင်ဆက်ပေးသွားမှာပါဒီပွဲကတော့ဝက်ဆန်အသင်းအိမ်ကွင်းဖြစ်တဲ့လန်ဒန်ကွင်းမှာကစားသွားကြမှာပါတန်းစစ်စုံတွေကဝက်ဆန်အတွက်တော့ဒီပွဲကအမှတ်ယူဖို့တော်လေးခက်ခဲမဲ့ပွဲပါချန်ပီယံလုနေတဲ့မန်စီးတီးကတော့နောက်ဆုံး9ပွဲမှာ4ပွဲနိုင်2ပွဲတည်နဲ့လူဆောင်တက်ဆုံရှိနေပါတယ်ထိတဲ့တွေးဆုံမှု9ချိန်စလုံးမှာလည်းစီးတီးကပဲဂိုးပြတ်နိုင်တာကြောင့်ဝက်ဆန်တို့ခေါင်းခဲရမှာပါဟာလန်တို့ဖွဲ့အတိုင်းစစ်တမ်းကိုဝက်ဆန်တို့ပွဲချိန်ပြီးတောင်းခံနိုင်မှာမဟုတ်ပါဘူးဝက်ဆန်အနေနဲ့ရုန်းကန်သွားနိုင်ပြီးစီးတီးတို့အနိုင်တေကြမဲ့ပွဲပါပဲခံမဲ့ရလဲဝက်ဆန်1-2မန်စီးတီးဒီနေ့တင်ဆက်မှုကတော့ပါပဲနောက်ဆုံးရအားစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေပွဲကြိုပွဲပြီးသုံးသပ်ချက်တွေပြင်စိတ်ဝင်စားဖွယ်အကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ GB1 ဘောလုံး channel လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချော်လိုက်ရပါတယ်ခင်ဗျာ